အိမ်မှာအသားဟင်းချက်စရာမရှိလို့ဒါမှမဟုတ်ဟင်းချက်ရမှာအပြင်းကြီးပြီးကြက်ဥလေးပဲရှိလို့ဘာလို့စားရမလဲစဉ်းစားရခက်နေပါသလားစိတ်မပူပါနဲ့တော့ဒီနေ့တော့အိမ်မှာရှိတဲ့ကြက်ဥလေးနဲ့တင်ကိုရီးယားကနာမည်ကြီးကန်ပွန်ကီလို့ခေါ်တဲ့အချိုဆက်ကြက်ကြော်ထက်တောင်ပိုပြီးအရသာရှိတဲ့ဟင်းတစ်ခွက်ကိုအလွယ်တကူဖန်တီးနိုင်မဲ့နီလန်းလေးကိုမျှဝေပေးသွားပါမယ်ရှင်အိမ်မှာအသားမရှိဘူးဆိုရင်တော့မှကြက်ဥမှာပါဝင်တဲ့ပရိုတင်းတက်ကခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရကိုအပြည့်အဝဖြည့်ဆည်းပေးနိုင်ပါတယ်ဒါကြောင့်အချိန်တိုအတွင်းမှာအာဟာရလည်းပြည့်ထမင်းလည်းမြင်စေမဲ့စူပါလွယ်ကူတဲ့ကြက်ဥဟင်းလျာလေးကိုအခုပဲအတူတူချက်ကြည့်လိုက်ရအောင်နော်ဟင်းအနက်လေးမွေးသွားအောင်ပါဝင်ပစ္စည်းလေးတွေအရင်လီးပါမယ်ငရုတ်သီးစိမ့်တစ်တောင်းနဲ့ငရုတ်သီးနီတစ်တောင်းကိုခပ်ပပလေးတွေလှီးပေးပါနော်ဒီနေရာမှာအကြံပေးချင်တာကအိမ်မှာအယောင်2မျိုးလုံးမရှိရင်လည်းစိတ်မပူပါနဲ့ရှိတဲ့တစ်မျိုးလေးကိုပဲသုံးလို့ရပါတယ်ဒီဟင်းလေးအတွက်နဲ့တီးတန့်ကြီးပတ်စံကုန်ခံပြီးသွားမဝယ်ပါနဲ့တော့အိမ်မှာရှိတာလေးနဲ့ပဲအဆင်ပြေအောင်လုပ်ကြမယ်ရှင်ပြီးရင်တော့ကြက်သွန်မိတ်တို့ကြက်သွန်မြိတ်အရင်ပိုင်းလေးကိုလည်းခပ်ပပလေးတွေလှီးထားပေးပါအခုဆိုရင်ဒီဟင်းလျာရဲ့အသက်ဖြစ်တဲ့ sauce အရည်လေးဆက်ပါမယ်မှတ်ရတာအရန်ကိုလွယ်ကူပါတယ်ရှင်ပဲငံပြာရည်အနောက်ဇွန်းကြီးနှစ်စွန်းရှာလကာရည်ဇွန်းကြီးနှစ်စွန်းနဲ့တကြားဇွန်းကြီးနှစ်စွန်းတို့ကိုပကံလုံးတစ်လုံးနဲ့ထည့်ပေးပါအားလုံးကိုနှစ်စွန်းစီစတူထည့်ရမှာပါနော်ပြီးရင်တော့တကြားတွေအရေးပျော်သွားတဲ့အထိတေချာလေးခောက်ပြီးမှွေပေးထားပါချက်ဖို့အတွက်အားလုံးအစင်သင့်ဖြစ်ပြီဆိုရင်တော့ဒဲအိုးတဲကိုစီခက်များများလေးထည့်ပြီးအပူပေးပါမယ်ဒီနေရာမှာအရေးကြီးတဲ့လှုပ်ဝက်ချက်လေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ကြက်ဥကိုရိုးရိုးကြော်တာမျိုးမဟုတ်ပဲအနားတက်လေးတွေကျွတ်သွားအောင်စီမြုပ်ပြီးကြော်တဲ့ပုံစံမျိုး deep fry style ကြော်ပေးရမှာပါစီပူလာပြီဆိုရင်ကြက်ဥလေးလုံးကိုဖောက်ထည့်လိုက်ပါမယ်ကြက်ဥလေးတွေကြက်လာပြီးအနားတက်လေးတွေကျွတ်စားပြူလာပြီဆိုရင်တော့စောစောကဆက်ထားတဲ့ sauce အရည်လေးကိုအပေါ်ကနေဖြည်းဖြည်းချင်းလောင်းထည့်ပေးရပါမယ်သတိထားရမယ့်အချက်လေးတစ်ခုကစီပူနေတဲ့အချိန် sauce ရေထည့်လိုက်ရင်စီတွေအရန်စင်တက်ပါတယ်ဒါကြောင့်မီးကိုအေးအေးလေးလျှော့ထားဖို့လုံးဝမမေ့ပါနဲ့နော်ကြက်ဥရဲ့အပေါ်ပတ်လေးတွေပါအကျက်ညီပြီးအရသာစိမ့်ဝင်သွားအောင်ဒဲအိုးတဲက sauce အရည်လေးတွေကိုဇွန်းနဲ့ခတ်ပြီးကြက်ဥအပေါ်ကိုဖြည်းဖြည်းချင်းဆန်းပေးရပါမယ်နောက်ဆုံးအနေနဲ့စောစောကလှီးထားတဲ့ငရုတ်သီးနဲ့ကြက်သွန်မိတ်လေးတွေကိုကြက်ဥအပေါ်ကနေအလှဆင်တဲ့အနေနဲ့ဖြူပေးလိုက်ပါဝါဝင်းနေတဲ့ကြက်ဥလေးပေါ်မှာအနေအစိမ်းအရောင်လေးတွေနဲ့ဆိုတော့မြင်ုံနဲ့တင်ပိုက်စားလာပြီးမဟုတ်လားရှင် deep sauce ကြက်ဥကြော်လေးဟာဆိုရင်ချင်းလေးနဲ့ချိုတဲ့ sauce အရသာရဲ့နည်းနည်းလေးငံတဲ့အရသာရဲ့ပေါင်းဆက်သွားတော့ထမင်းပူပူလေးနဲ့အရန်ကိုလိုက်ဖက်လုံးပါတယ်ရှင်အိမ်မှာဟင်းရမရှိတဲ့အချိန်ဖြစ်ဖြစ်အလုံများလို့အမြန်ချက်စားခြင်းတဲ့အခါပဲဖြစ်ဖြစ်ကလေးရောလူကြီးပါမရွေးအကြိုက်တွေ့စေမဲ့ဟင်းလျာလေးဖြစ်လို့အင်ရှင်မတိုင်းအတွက်အရန်ကိုအသုံးဝင်စေမဲ့ချက်ပြုတ်နည်းလေးပဲဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခဲ့တဲ့လွယ်ကူမြန်ဆန် sauce ကြက်ဥကြော်လုပ်နည်းလေးကတော့ဒီလောက်ပါပဲရှင်ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိစေတဲ့သဘောကျတယ်ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးဖို့နဲ့ like share လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ဒီလိုအားပေးမှုလေးတွေကနောက်ထပ်ဗီဒီယိုအသစ်တွေလုပ်ဖို့အတွက်ကျမအတွက်တော့တကယ်ကိုခွန်အားကြီးတစ်ခုပါပဲရှင်နောက်ထပ်လည်းလွယ်ကူပြီးအရသာရှိတဲ့ချက်ပြုတ်နည်းလေးတွေနဲ့အတူပြန်လာခဲ့မယ်နော်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်